ဒီနေ့မှာတော့ကဘာသမိုင်းကိုပြောင်းလဲစေခဲ့တဲ့ညတညအကြောင်းပြောပြချင်ပါတယ်။ဟုတ်ပါတယ်။လူတယောက်ရဲ့အတွင်းစိတ်အလင်းရတော့တဲ့ခိုက်တက်လေးကနေပြီးတော့နှစ်ထောင်ကြည့်ပြီးတည်တံ့လာခဲ့တဲ့အစဉ်အလာကြီးတစ်ခုဘယ်လိုများဖြစ်ပေါ်လာခဲ့တယ်လဲဆိုတာကိုအတူတူကြည့်တော့ကြမှာပါ။အဲ့တော့မေးဆရာရှိလာတာကညံပွင့်တဲ့ညတညတဲ့ကနေနှစ်ပေါင်း2500ကျော်လောက်တက်တန်းရှိတဲ့အစဉ်လာကြီးတစ်ခုဘယ်လိုများဖြစ်တည်လာနိုင်ခဲ့တာလဲ။ဒီလောက်ကြီးမားတဲ့အသွင်ကူးပြောင်းမှုရဲ့နောက်ွယ်မှာဘယ်လိုဇလံမျိုးရှိနေမလဲ။ကဲဇလံရဲ့အစကိုပြန်ပွားကြည့်ကြရအောင်ပါ။နှစ်ပေါင်းများစွာရှာဖွေခဲ့ပြီးတဲ့နောက်မှာပေါ့အဆုံးစွန်သောအမှန်တရားနဲ့မျက်နှာချင်းဆိုင်တွေ့ရမယ့်အခိုက်အတန့်ကိုရောက်လာပါပြီ။အဲ့ဒါကတော့ body ပင်ရိပ်အောက်ကသမိုင်းဝင်ညံလင်းပွင့်တော်မူတဲ့ညပါပဲ။ဒီမြင်ကွင်းကိုစိတ်ထဲမှာအတူတူပုံဖော်ကြည့်ကြရအောင်။အတွင်းစိတ်ရဲ့အကြီးမားဆုံးတိုက်ပွဲမာနက်ကိုအောင်လှန်ပြီးတော့ပြီ။အခုပတ်ဝန်းကျင်တစ်ခုလုံးလုံးဝတိတ်ဆိတ်ငြိမ်တယ်လို့ body ပင်အောက်မှာထပ်သက်ဝင်တလေးကိုပဲအာယုံဆိုင်ရင်းနဲ့အတိညာရဲ့အနက်ရှိုင်းဆုံးအဆင့်တွေကိုတဖြည်းဖြည်းဝင်ရောက်နေတဲ့အချိန်ပေါ့တကယ်တော့ညံလင်းဖွင့်ရဲဆိုတာမျက်စိထမိကတဲ့ဖြောင်းဆိုပြီးဖြစ်တော်ရမျိုးမဟုတ်ပါဘူးဒါကညတင်ညလုံးကြာမြင့်ခဲ့တဲ့ဖြစ်စဉ်ကြီးတစ်ခုပါဆိုတော့ညနေအိုးရမှာကိုယ့်ရဲ့မရေမတွက်နိုင်တဲ့ရှေးပွားတွေကိုအကုန်ပြင်းမြင်တယ်တန်းကောက်ရံရောက်လာတော့ဒီဇက်ကိုရာဒေတာတတ်သွားအားလုံးရဲ့ကံကြမ္မာကိုထွန်းဖောက်မြင်နိုင်တဲ့ဒေးပါစခုညံကိုရလာတယ်အရေးကြီးဆုံးကတော့မိုးတော့ရမှာပဲဒုက္ခအားလုံးရဲ့အကြောင်းရင်းဖြစ်တဲ့စိတ်အငြိကြီးကိလေသာတွေကိုအမေကနေဆွဲနှုတ်နိုင်တဲ့အာတဝခရညံကိုရရှိသွားခဲ့တာပါပဲအရှိမုံကုတ်ဆက်ပိုင်းကင်းနေနိမေရဲ့ပထမဆုံးအလင်းနှန်းနေမြေပြင်ပေါ်ဖြာကျလာခြင်းပါပဲအတွင်းစိတ်ရဲ့အမောင်တို့အားလုံးဟာလည်းတခါတည်းကင်းစင်ပျောက်ကွယ်တော့ခဲ့ပါပြီအဲ့ဒီအချိန်ကစပြီးသူဟာအမှန်တရားကိုရှာဖွေနေတဲ့သူတရားမဟုတ်တော့ဘူးအမှန်တရားကိုကိုယ်တိုင်သိမြင်ပြီးနိုးထလာတဲ့ဟုတ်ပါဖြစ်တော်မူခဲ့ပါပြီဒီနေရာမှာစပိန်ညူတာဆိုတဲ့ဖွဲတော်ကတော်လေးအကြီးကြီးပါတယ်ဘာကိုဆိုလိုတာလဲဆိုတော့ဒီအတိတရားကိုရဖို့ဘယ်ဆရာစီကမှတင်ယူခဲ့တာမဟုတ်ဘူးဘယ်ချမ်းကန်စာအုပ်ကိုမှအားကိုးခဲ့တာမဟုတ်ဘူးကိုပိုင်ညာစွမ်းအားနဲ့ပဲအမှန်တရားကိုထိုးထွင်းသိမြင်ခဲ့တယ်လို့ဆိုလိုတာပါသူခိတူခါကတော့ဒါကတကယ်ကိုတော်လန်တဲ့အတွေ့အခေါ်တစ်ခုပါပဲစိတ်ဝင်စားစရာကောင်းတာကဒီလိုမျိုးနည်းနည်းတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်ကြီးကိုတမိုင်းထဲမှာရက်ဆွဲအတိအကျနဲ့မှတ်တင်ထားတာပါပဲဆိုတော့ဒါကပုံပြင်တန်နာရီတစ်ခုမဟုတ်ပဲမဟာတက္ကရာ1033ခုနှစ်ကဆုံလာပြည့်နေ့မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့တမိုင်းဝင်ဖြစ်ကြီးတစ်ခုအဖြစ်အတိအမှတ်ပြုထားကြပါတယ်ကဲညံလင်းတော့ရသွားပြီဒါပေမဲ့ဇလန်ကဒီမှာတင်ပြီးမသွားပါဘူးတကယ်တမ်းတော့အခုမှအစပဲရှိပါသေးတယ်ဘာလို့လဲဆိုတော့ဒီလိုနည်းနည်းတဲ့အတိတရားကိုတယောက်တည်းပဲသိမ်းထားမလားဒါမှမဟုတ်လောကအတွက်ပြန်လည်မျှဝေမလားဆိုတဲ့ဆုံးဖြတ်ချက်ကအများကြီးပိုရေးကြည့်နေလို့ပါပဲအဲ့ဒီမှာမြတ်စွာဘုရားရှင်မှာကြီးမားတဲ့အခက်အခဲတစ်ခုစဉ်းစားစရာတစ်ခုပေါ်လာပါတယ်ကိုတွေ့ရှိခဲ့တဲ့အမှန်တရားကအယံကိုတိမ်မွေ့နေနက်နဲလွှဲနေတယ်လောဘဒေါသတွေနဲ့ပြည့်နေနေတဲ့လောကကြီးမှာဒီလိုတရားမျိုးကိုဘုသူကများနားလည်နိုင်ပါလေဘယ်ကနေစပြီးတော့ပြောပြရမလဲအဲ့ဒီချိန်မှာသူ့စိတ်ထဲမှာပထမဆုံးပေါ်လာတာကတော့တချင်ကသူ့ကိုစောင့်ရှောက်ခဲ့တဲ့ယတိ9ဦးပေါ့ဒါပေမဲ့သူတို့နဲ့ရဲ့ဆက်ဆံရေးကလည်းနည်းတော့ရှုပ်ထွေးခဲ့တယ်ဒုက္ခိတအနေနဲ့6နှစ်လုံးကြင်ကြံနေချိန်မှာသူတို့ကအနားမှာရှိနေခဲ့ကြတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအဆွမ်းရောက်လမ်းစဉ်ကိုစွန့်ပြီးအစာအဟာရပြန်မြေဝဲလိုက်လက်ခါမှာတော့သူလမ်းမရောက်သွားပြီးသက်ဆက်ဖောက်ပြီးထင်ပြီးစိတ်ပြက်လက်ပြက်နဲ့ထပ်သွားခဲ့ကြတာလीအခုသူတို့ကတော့နားလည်ပြနိုင်ပါမလားဒါပေမဲ့သူတို့စီကိုသွားဖို့ဆုံးဖြတ်ခဲ့တယ်လွယ်တဲ့လမ်းကိုလည်းမရွေးခဲ့ပါဘူးမိုင်းတရားကျော်ရှိတဲ့ခီးကိုခြေပလာနဲ့ချောက်ခဲ့တာပါဒါသူရဲ့တရားကိုမျှဝေခြင်းတဲ့စိတ်ဆန္ဒဘလောက်တောင်ပြင်းပြတယ်ဆိုတာကိုပြနေတဲ့အမခံကာယစိုက်ထုတ်မှုကြီးတစ်ခုပါပဲတနေ့ဒီလောက်ဝေးတဲ့ခီးကိုခြေချင်းရှောက်ခဲ့ရတဲ့နောက်ကွယ်မှာလူသိမသိကြတဲ့အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့လန်ခီမှာဥပကဆိုတဲ့ပုဂ္ဂိုလ်တူနဲ့တွေ့ဆုံမှုပါပဲသူဟာညံအလင်းရနိုင်တဲ့မျိုးစေ့ရှိသူဖြစ်ပြီးဒီတွေ့ဆုံမှုမှာသူ့ရဲ့အနာဂတ်အတွက်အရေးပါခဲ့လို့ပါဆိုလိုတာကခိစက်နိုင်မှာတိကျရေးရွေချက်ရှိနေပဲဆိုတဲ့သဘောပါပဲဟုတ်ပြီအခုရောက်ရှိလာတာကတော့ကမ္ဘာအတွေးခေါ်တမိုင်းမှာအရေးပါဆုံးအခိုက်အတန့်တွေကတခုလို့တောင်ပြောလို့ရပါတယ်နှစ်ပေါင်းများစွာရှာဖွေတွေ့ရှိခဲ့တဲ့အမှန်တရားကိုပထမဆုံးအချိန်ဖြစ်နှုတ်တော်ကနေဖွင့်ဟောကြတော့မယ်အချင်းဓမ္မစကြာတရားအောင်ကိုစတင်တော်မှာပါအချိန်ကတော့ဝါဆိုလာပြည့်နေ့ညာနိချမ်းအချိန်ပေါ့နေရာကဗာရဏသီမြို့ပြင်ကသာသမင်တွေလွတ်လပ်စွာကြစားရမိဂရာဘုံတော်အင်မတန်ငင်းချမ်းတဲ့ဒီလိုပတ်ဝန်းကျင်မှာပဲတချင်ကသူ့ကိုဆွန့်ခွာသွားခဲ့တဲ့ရက်တွေ9ဦးနဲ့ပြန်လဲတွေ့ဆုံပေးကမ္ဘာသမိုင်းကိုပြောင်းလဲစေမဲ့တရားစကားတွေကိုစတင်ဟောကြားခဲ့တာဖြစ်ပါတယ်ဒီတရားတော်ရဲ့အကျိုးသက်ရောက်မှုကတော့ချက်ချင်းကိုထင်ရှားခဲ့ပါတယ်ပထမဆုံးနေ့မှာပဲရှင်ကော်နရဟာအမှန်တရားကိုမြင်ပြီးသောတာပန်ဖြစ်သွားတယ်
ပြီးတော့နောက်နေ့တွေမှာအရှင်ဝဘအရှင်ပတ္တိယအရှင်မဟာနာမ်နဲ့အရှင်အတ္တဇီတို့တယောက်နှုံးနဲ့တယောက်ပြီးတယောက်တရားထူးရသွားကြတာပါတချင်ကရှိခဲ့တဲ့တန်တရားတွေအားလုံးဟာနေချင်းညချင်းပေးပြောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်9ရက်မြောက်နေ့မှာမြတ်စွာဘုရားရှင်ကဒုတိယတရားတော်ကိုဆက်ဟောလိုက်တဲ့ခါမှာတော့သူတို့9ဦးလုံးဟာအမြင့်ဆုံးအစဉ်ချတဲ့ယဟန္တာဖြစ်ကိုရောက်ရှိသွားကြပါတော့တယ်အတိပ္ပယ်ကတော့သူတို့ဟာဒုက္ခအလုံးကနေလုံးဝလွတ်မြောက်သွားပြီးဘုရားရှင်ရဲ့ပထမဆုံးသောညာလင်းကတပည့်တွေဖြစ်လာခဲ့ကြပြီပေါ့အတိအကျပြောရရင်ဒီအခိုက်အတန့်တွေမှာပဲဗုဒ္ဓဘာသာရဲ့အခြေခံအုံးမြတ်သုံးခုယရဏသုံးပါးစုံလင်သွားခဲ့တာပါအဲ့ဒါတွေကတော့အမှန်တရားကိုပြသတဲ့ဆရာဖြစ်တဲ့ဘုရားအမှန်တရားရဲ့နေရာဖြစ်တဲ့တရားပြီးတော့အမှန်တရားကိုလိုက်နာကျင့်သုံးသူတွေရဲ့ဖွဲ့စည်းဖြစ်တဲ့တန်ခါတော့ပါပဲဒီယရဏသုံးပါးစုံလင်စွာပေါ်ထွန်းလာခြင်းဟာသာသနာတော်ရဲ့တရားဝင်အစာပဲဖြစ်ပါတယ်စဉ်းစားကြည့်ပါဆရာတယောက်နဲ့တပည့်9ယောက်မိဂရာဝန်တော်တဲ့ကဒီတင်းငယ်တဲ့အဖွေလေးကနေနောက်ပိုင်းမှာကဘာနန်းကိုပြန့်နှံ့သွားမယ်လှုပ်ရှားမှုကြီးတစ်ခုဘယ်လိုများဖြစ်ပေါ်လာခဲ့တယ်လဲကဲဇလန်ရဲ့နောက်ဆုံးခန်းကိုအတူတူကြည့်လိုက်ကြအောင်ပါဒီတရင်ကတောင်းမီလိုပဲအလျင်အမြန်ပြန့်နှံ့သွားပါတယ်မကြခင်မှာပဲရက်တလို့ခေါ်တဲ့တရေသားတယောက်နဲ့သူ့ရဲ့တငယ်ချင်း54ယောက်ကတရားနာကြီးတန်ခဖွဲစီတဲ့ကိုဝင်ရောက်လာကြတယ်ဒါကြောင့်အချိန်တိုလေးအတွင်းမှာပဲအဖွဲ့ဝင်ဟာရဟန်း၅ပါးကနေစုစုပေါင်းအပါ60အထိတိုးဝလာခဲ့ပါတယ်မိုးရသည်ကုံဆုံးသွားတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကအင်မတန်တော်လန်ပြီးအရေးပါတဲ့အမိန့်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ယဟန္တာပါ60လုံးကိုစုပြီးတော့တွားကြလော့လူအများရဲ့အကျိုးစီးပွားနဲ့ချမ်းသာဒုက္ခအတွက်တရားဓမ္မကိုဟောကြားကြလော့။ဒါပေမဲ့နှစ်ပါးတလားမတွားကြနဲ့တပားကိုလမ်းတစ်ကြောင်းစီတွားကြလို့မိန့်ကြခဲ့တယ်။ဒီရုပ်ရှင်ပေးမဲ့အင်မတန်အားကောင်းတဲ့အမိန့်တစ်ခုကပဲကမ္ဘာလုံးဆိုင်ရာသာသနာပြုလုပ်ငန်းကြီးရဲ့အစဖြစ်ခဲ့တာပါဒီသာသနာပြုခရီးကဘယ်လောက်ကြာသွားခဲ့တယ်လဲအဖြေကတော့45နှစ်ပါဟုတ်ပါတယ်ဒီဂင်္ဂဒန်ကတော့မြတ်စွာဘုရားရှင်ရဲ့မနာမတွေကြိုးပမ်းခဲ့တဲ့သာသနာပြုတက်တရန်တစ်ခုလုံးကိုဖျော်ပြနေတာပါပဲအဲ့ဒီနေ့ကစလို့နောက်ထပ်45နှစ်တိုင်ဖို့မြတ်စွာဘုရားရှင်နဲ့သူ့ရဲ့တပည့်တာဝကတွေဟာအိန္ဒိယနိုင်ငံအနက်ကြားကိုခြေကျင်ခီးနဲ့ဒီတရားဓမ္မတွေကိုမျှဝေခဲ့ကြတယ်ရွာငယ်လေးတွေကနေမြို့ကြီးပြကြီးတွေအထိနန်းတော်တွေကဘရင်တွေကနေလမ်းဘေးကတာမန်ပြည်သူတွေအထိလူဒန်းစားမခွဲခြားပဲတရားဟောကြားခဲ့ကြတာပါဒီဇလန်တစ်ခုလုံးကနေပြီးတော့တို့တွေဘာကိုပြန်လဲစဉ်းစားသုံးသပ်နိုင်မလဲနောက်ဆုံးအနေနဲ့ဒီမေခွန်းလေးတစ်ခုကိုအားလုံးအတွက်ထားခဲ့ခြင်းပါတယ်ဘလို့အတွေးခေါ်မျိုးတွေကချစ်ချင်းခရီးနဲ့တင်ကဘာကိုပြန်နိုင်မင်းနှစ်ထောင်ပေါင်းများစွာကြာတဲ့အထိလူသားတွေရဲ့နှလုံးသားထဲမှာအခုထိပဲ့တင်ထက်နေနိုင်တယ်